အာဂါသတွေကဟီးရိုအဖွဲ့တစ်ခုဂိမ်းတွေကအာဂါသအကျယ်ကြီးထဲမှာလောင်စာစီကုန်ပြီးလမ်းခုလက်မှာတေရော့မဲ့ကစားသမားတွေကိုအခမဲ့လိုက်ခဲ့ပေးနေတဲ့ဂိမ်းလောကရဲ့သူရဲကောင်းအဖွဲ့တစ်ခုရှိပါတယ်။ဒါကတော့စက်ကြာရာဒီတစ်ခုလုံးကိုတကယ်ပုံစံတူဖန်တီးထားတဲ့ Elite Dangerous ဆိုတဲ့ဂိမ်းထဲမှာဖြစ်ခဲ့တာပါ။ဒီဂိမ်းထဲမှာ spaceship ကြီးမောင်းရင်းနဲ့ဂျိုရီချားထဲမှာစီကုန်သွားရင်ဘာမှလုပ်လို့မရတော့ပဲစောက်ပြီးတေုံပဲရှိပါတယ်။တေသွားရင်လေကိုစုထားတဲ့ပစ္စည်းတွေနဲ့အာကာသရှင်တွေအကုန်ဆုံးရှုံးရတာပါ။ဒါပေမဲ့ဒီလိုဒုက္ခရောက်နေတဲ့ gamer တွေကိုကယ်တင်ဖို့အတွက် Fury Rest လို့ခေါ်တဲ့အဖွဲ့ကြီးပေါ်ပေါက်လာခဲ့ပါတယ်။သူတို့ဟာ game လေးကတကယ်ကစားသမားတွေနဲ့ဖွဲ့စည်းထားတဲ့စေတနာဝန်ထမ်းအဖွဲ့တစ်ခုပါ။ဂိမ်းထဲမှာစီကုံသွားတဲ့သူဟာ Fury Rest ရဲ့ website မှာအရေးပေါ်အကူအညီလှမ်းတောင်းလိုက်တာနဲ့အဖွဲ့ဝင်တွေဟာကိုယ့်အလုပ်တွေကိုပြစ်ထားပြီးအာကာသရင်ပေါ်တက်ကြပါတယ်။ပြီးရင်ယာနဲ့ချီတဲ့အလင်းနဲ့အကောင်အဝေးတွေကိုဖြတ်တော်ပြီးဒုက္ခရောက်နေတဲ့သူစီရောက်အောင်သွားကြပါတယ်။အောက်ဆီဂျင်ပြတ်ပြီးမိနစ်ပိုင်းအတွင်းတေရော့မဲ့အခြေအနေမျိုးကိုတော့အချိန်ကြီးအရောက်သွားပြီးစီဖြစ်ကဲတင်ပေးနိုင်ခဲ့တာအချိန်မှတောင်းချရှိနေတာပါ။အဓိကအချက်ကသူတို့ဟာဒီလိုကယ်ဆယ်ဖို့အတွက်တပြားတစ်ချမ်းမှမယူတာပဲဖြစ်ပါတယ်။ဒါဟာဂိမ်းလောကရဲ့တကယ်ကိုလေးစားစရာကောင်းတဲ့အဖွဲ့အစည်းတစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ကဲပရိသတ်ကြီးတို့ရောဂိမ်းထဲမှာဒီလိုကူညီတတ်တဲ့အဖွဲ့မျိုးနဲ့တုံမှုလားဆိုတာ comment မှာပြောခဲ့ကြအောင်နော်။